အားလုံးမင်္ဂလာပါအခုကျွန်တော်တို့ဒီအချစ်ဘယ်ကစဆိုတဲ့တခြင်းလေးကိုစတင်ပြီးတော့လေ့လာကြည့်အောင်เนาะဒီချင်းကတော့တော်ကူဒီနေရာတိုင်းမှာသုံးလို့ရပါတယ်ကျွန်တော်ကဒီမှာမင်္ဂလာအတင်းနေရဆိုကျွန်တော်ဇုံတွဲ version လေးကိုရွေးလိုက်တယ်ဇုံတွဲ version ကတော့စီတူလေးနဲ့လေးလေးဘွားက E နဲ့ဆိုတာပေါ့เนาะအဲ့တော့ key နေရာကြည့်မယ်ဆိုရင် main ကလေးတယောက်တည်းဆိုရင်တော့သူက F sharp to G လို့ဆိုလို့ရတယ် F sharp တော့မဟုတ် G လေးဆိုလို့ရတယ် main ကလေးနေเนาะအဲ့တော့ main ကလေးဆိုမယ်ဆိုရင်ကိုကအဲ့တော့တကယ်မြင့်နေပြီ F sharp ကတော့အကောင်းဆုံးပဲเนาะ main ကလေးတယောက်เนาะတီးပြီးမယ်ဆိုရင်ယောက်ျားလေးဆိုရင်အစာမြင်တော့ဒီမှာရှိတယ်အဲ့တော့ယောက်ျားလေးက C sharp လောက်တီးပြီးရင်တင့်တော်သုံးမယ်ကြည့်ကြအောင်နော်ရနော်လက်တွေကိုဘသူရနေလေးမွေးသေးတယ်တန်တွေကိုကွယ်ဘသူတွေတီးဆိုသေးတယ်ဟုတ်တီးဆိုသေးတယ်ဖွင့်ဆိုခဲ့တာကြားနာဘူးပါတယ်ရဒီတော့ဒီရကိုဘသူများစီအောင်ချေတန်ဒီကိုပဲဘသူတွေတီးဆိုသေးတယ်ရတယ်နော်ဒီကောင်းလို့ရတော့လေ E flat လောက်ပေါ့ E ဆိုတော့တော်တော်မြင့်နေနော်ဟိုဆွေးနွေးကြီးဖြစ်နေကဲအဲ့တော့စုံတွဲကြီးက E နဲ့တကယ်လို့များ main လေးတွေဆိုမယ်ဆိုရင် F flat လောက်လုပ်လို့ရတယ်ရှားရှားကြီးပဲဆိုမယ်ဆိုရင် E flat D C sharp ကောင်းတယ် C လည်းရတယ်နော်လည်းဘယ်တန်ကောင်းတယ်လို့ဆိုရင်ကဲစပြီးလာမယ်စတိုင်နေတော့တကူတကသူ့အတွက်တီးတန်းဆိုတဲ့စတိုင်ကိုမရိုက်ထားဘူးကျွန်တော်တို့ဒါဂျိုကာပေါ့ကျွန်တော်တို့မိုနိုဂျိုကာဆိုတဲ့ group လေးဖွဲ့ထားမယ်အဲ့ဒီထဲမှာဒီက main မှာကျွန်တော် country shuffle ကိုထည့်ထားမယ်ဒီမှာကျတော့ begin ဒီမှာကျတော့ fun ပေါ့ပြီးဒီမှာကျတော့ order လေးပေါ့အဲ့တော့ဒီတစ်ချက်မှာကျတော့ကျွန်တော်ပတ်တန်ကိုနှစ်ခုပဲသုံးမှာဘာသုံးမလို့ main C နဲ့ main D ပေါ့ဒီ fun ဆိုတဲ့ style လေးပြီးတော့ order အဲ့တော့ဒါလေးကဒီမှာစီးနေကြအောင်နော်။ရင်ပြကိုဘသူများစီအောင်ချေလက်တွေကိုဘသူနဲ့လေးတီးဆိုတဲ့ဆလာမြဲတီးဆိုတဲ့ဝိဆိုရတာချာနာဘူးပါလေ။ဘာမှနော်။ပြီးတော့မအားရလေးအဲ့ဘာလဲဆိုတော့ကျွန်တော်တို့main C နဲ့ D နဲ့နှစ်ခုပဲသုံးမယ်အဲ့တော့သူ့ရဲ့ intro အစအကြည့်ရအောင်1 2 3 4 1ဒီရှင်းလုံးချက်မတီးပါဘူးเนาะလာတီတိုမီလာတီတို1ဒီတော့လက်ကကုံသွားပြီतो मी 5 ရမှာဆိုရယ်မီရွှေ့ပေးလိုက်တက်ကြော်လေးဝင်ပေးလိုက်မီဖာရီမီဖာရီတော့မီဖာရီ1 2 3 4 1ဒီမဲ့အဲ့တော့ကျတော့ re တရရရ re တောက်ဒိုရီဒိုဒီဒီအကြွနှုတ်မှာတစ်ချက်လိုက် re ဒိုရီဒိုဒီ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 အဲ့ဒိုရီဒိုညံဒီရလက်ဖို့သင်ပြမယ်နော်စမှာစမယ်လက်မနဲ့စလာတီဒိုမီလာတီဒိုမီဖာရီရှင်းပြီတန်ရွှေ့မယ်လာတီဒိုမီလာတီဒိုရီနောက်နှစ်ပါးမရှိဘူးရှေ့တစ်ပါးကဒီမှာလက်ကြွေရမီကိုသွားတီးလိုက်တယ်ဒါတစ်ဖြတ်ပြီးသွားပြီ
ပြန်လာတကယ်လို့မြန်ကိုယ့်ရဲ့ keyboard ကဒီလိုပေါ့နော် model မြင့်နေတဲ့ keyboard တကယ်လို့ဒါတကယ်လို့ကျွန်တော်ပြောမယ်အမှ keyboard ကဒီ style ထည့်လို့မရတဲ့ keyboard ဆိုရင်ဘာနဲ့တီးရမလဲဆိုတော့ကျွန်တော် left sound နဲ့ပဲတီးနော် left sound တို့ဒီ 8B ကိုနည်းနည်းပျော့တဲ့ဟာမျိုးဒီ 8B နည်းနည်းများစိတ်တော့တန်ဖိုးက61ဝန်းကျင်ပဲရှိတာဟုတ် 463တို့473တခြား keyboard တွေမှာပါတဲ့တခြား keyboard တွေမှာပါတဲ့ 8B တွေကတန်ဖိုး100ကျော်လောက်မှကောင်းတာ105ကျော်လောက်မှကောင်းတဲ့ style တွေလည်းရှိတယ် style တခုကတန်ဖိုးနဲ့ဆိုင်တယ်နော်ဒီ style ကဒီတန်ဖိုးမှာပဲကောင်းတာနှေးရုံနဲ့ကောင်းသွားတာမျိုးမရှိဘူးလိုက်ဖက်တဲ့ဟာကိုရွေးချယ်ရမှာပေါ့နော် style ရှိပြီးသားလူတွေတော့ဘာမှမဖြစ်ဘူးကျွန်တော်ဒီ style လေးပေးပါမယ် style သုံးလို့ရတဲ့ keyboard ပေါ့နော်ဒီ level ရတယ်ပွဲတီးနိုင်အောင်လူရောက်ကြတဲ့တီးနိုင်အောင်ရေးရဖြစ်တဲ့အတွက် keyboard ကောင်းမှကိုအဆင်ပြေမှာဖြစ်ပါတယ်ဒါပေမဲ့ keyboard မကောင်းလို့ဘာပေါ့မတင်အောင်လို့ဆိုတော့မဟုတ်ဘူးကျွန်တော်နီးစရာ style ပါနော်ကျွန်တော်တို့အလွယ်ဆုံးကတော့ left sound bell 16 bit တီးလို့ရပါတယ်နော်ဒါမှမဟုတ်97မှာနည်းနည်းတော့စိတ်ပြီးတော့ထောက်ကြီးလို့ဖြစ်နေတာပေါ့ဒါပေမဲ့အဆင်ပြေတော့တီးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ပထမလေးပါရသွားပြီနောက်လေးပါကျတော့ plus တွင်နဲ့အဲ့တော့ piano တီးနေရနေပြီးတော့ဒီမှာကျွန်တော်တို့ကဒီနံပါတ် right 2မှာဆွင်ရွက်ထည့်ရတယ်ဖွင့်လိုက်ရင်လွယ်သွားပြီကြည့်မယ်mi fa re mi do re ti အဲ့တော့ mi do re ti do la တီးမိကအဲ့လိုတွေပဲရှင်းရမရှိဘူး mi do re ti do la တီးမိဒီစားချလိုက်ပေါ့နော်ဒါဆိုရင်တီးလို့ရသွားပြီအဲ့ဒီအောက်လေးပါက1ဟာပြီလက်တန်းဝင်လက်တန်းလက်ကလေးလက်ကျွဲလက်ညိုးလက်ကလေးလက်မလက်ညိုးလက်မလက်ညိုးချဒါလေးတော့ feel လေးပေါ့အဲ့ဒါသင်မိမယ်ဒိုတီလာမီဒိုတီလာကြည့်မယ်ဒိုတီလာကိုလက်တန်းလက်ကြွယ်လက်ကလေးထည့်ပြီးရနော်တော့ထည့်ပြီးကမှားပါမယ်ဒါပေမဲ့သိအောင်လို့သင်ပေးတာဒိုတီလာဒါ feel လေးပေါ့လက်တန်းလက်ကြွယ်လက်ကလေးပြီးတော့မီဒိုတီလာဒိုတီလာကလက်တန်းလက်ကြွယ်လက်ကလေးမီဒိုတီလာကလက်မလက်ကြွယ်လက်ကလေးလက်ညိုးမီယာဒိုမီယာလက်ညိုးလက်မလက်ညိုးလက်ကြွယ်လက်တန်းလက်ညိုးချဖြည်းဖြည်းလေးနှစ်ခေါက်တီးရ1 2 off မှာဒီမှာ1 2 3မှာ4မှာအားချပေးလိုက်အောင်ဒါပဲဒီနေရာကိုထည့်မတီးလို့ရတယ်နော်ကိုမတီးချင်မတီးနဲ့တီးလိုက်ရင်ပိုကောင်းသွားမှာမှန်ရင်ပိုကောင်းသွားမှာမှားရင်အကုန်ကောင်းသွားမှာအဲကျွန်တော်တို့တစ်ခါတော့ဖြည်းဖြည်းတီးကြမယ်ပြီးရင်ကျွန်တော်အင်ထရိုပြန်တီးကြမယ်နော်တစ်ချက်နမလက်ကျွဲလက်ကလေးလက်ညိုးပတ်တီးပဲနမလက်ညိုးလက်ကျွဲလက်တန်းလက်ညိုးတီးကြအောင်နော်လွတ်သွားတယ်